ဒီနေ့မင်းတို့ဒီ air fryer လေးနဲ့ပတ်သက်ပြီးတော့အရင်မင်းများတဲ့ပကြောင်းမင်းဗီဒီယိုလေးနဲ့ပြန်ပေးလိုက်ပြီနော်ဒီ air fryer လေးကလေမင်းကလေအိမ်မှာမိုးလို့စားဖို့အတွက်ပဲသုံးတာပါမင်းကိုယ်တိုင်လည်းမရောင်းပါဘူးနော်ဒီ air fryer လေးကိုလိုချင်နေဆိုလို့ရှိရင်သူ့ရဲ့ကပမြန်မာ page မှာသွားပြီးမှာလို့ရပါတယ်နော်မင်းကလေဒီဟာလေးကိုဒီမဖြေတော့ဘူးလို့လုပ်ထားတာတော်တော်များများ CV မှာလည်းလာမေးကြတယ်နောက်ပြီးတော့ comment တွေမှာလည်းအရင်မှန်းကြတော့ဗောနော်ဒီစက်လေးကိုမရောင်းနေရလို့ထင်ပါဆိုလို့မင်းကဒီဗီဒီယိုလေးနဲ့ပဲဖြေပေးလိုက်တာပါနော်တချို့ကကြတော့ဒီ air fryer လေးကိုအသုံးပြုတာနဲ့ပတ်သက်ပြီးတော့မေးရပါတော့ဒီ air fryer လေးကကြတော့သူကအပူချိန်ကကြတော့ဒီမှာ auto ချိန်လာပြီးသားပေါ့နော်မင်းတို့ဒီဆက်ရဲ့အပေါ်လေးမှာသူဒီဘလုံးမမုတ်ပေါ်ကိုကြည့်ပြီးတော့မိနစ်လေးတွေကပါလာပြီးသားပါကိုကလည်းကိုကြည့်ပြီးလုပ်လို့ရပါတယ်ပေါ့နော်အရင်မခက်ခဲပါဘူးမင်းဒီ air fryer ဆိုင်လေးကကြတော့လေသူက2 hour ဆိုင်လေးပေါ့နော်2 hour ဆိုင်လေးဆိုတော့တကွေးတကားရသမားတွေအတွက်ကဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ကီလိုမီတာစုအများနဲ့သူတွေဆိုလို့ရှိရင်တော့4 hour 5 hour လောက်မှအဆင်ပြေမှာပေါ့နော်ဒီခုမင်းရပဲဒီဗီဒီယိုလေးနဲ့ reply ပြန်ပေးပြီးွားရေးဆိုတော့အားလုံးစီစဉ်ကြမယ်လို့မျှော်လင့်ပါတယ်နော်နောက်ဗီဒီယိုလေးကိုကြာရင်ထပ်တွေ့ကြပါမယ်အားလုံးပဲတက်တာ